တတူးပုံစံကိုတပိုးပုံစံလိုဝေဖန်လို့ဖြစ်ချင်းလာတဲ့ခင်ရတနာဆိုဗိတ္တကြီးရေခင်နာဆိုကတော့ဓမ္မရဲ့လက်ကဝဲမှာရှိတဲ့တတူးနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေကိုပညာသားပပနဲ့ပြန်လည်ဖြစ်ချင်းလိုက်တာဖြစ်ပါတယ်။တကယ်တော့ဒီတတူးဟာသူမဆိုတော်ပွားကလေးကအနုပညာကိုတန်ဖိုးထားမြင်လို့တဲ့အနေနဲ့ထိုးနှံထားတဲ့မိုက်ပုံစံလေးဖြစ်ပါတယ်။ဒါကိုဗိတ္တတချို့ကတခြားမကြည့်ပဲတပိုးပုံစံနဲ့တူတဲ့ဆိုပြီးတော့ရဲစရာလောက်ကဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ခင်နာဆိုကတော့ဒီလိုပြောဆိုမှုတွေကိုစိတ်တူဒေါသထွက်ခြင်းမရှိပဲဓမ္မရဲ့ကိုယ်ပိုင်ဟန်အတိုင်းတခြင်းလေးဆိုပြပြီးတော့အမူအရာလေးတွေနဲ့စားနောက်တလိုမျိုးတုတ်ပြန်ခဲ့တာဖြစ်လို့ပို့ပြီးတော့တောင်မှလူပြောများသွားခဲ့တာဖြစ်ပါတယ်ဓမ္မကတခြင်းဆိုတာတင်မကပဲမိဘမျိုးရိုးကလေးကတစ်စစ်ကန်းလာတဲ့ဆိုင်အသက်ပညာမှာလည်းအလွန်ထူးချွန်တူဖြစ်ပြီးတော့ဓမ္မရဲ့ဆိုင်ဝိုင်းကဒိန်း80ကနေဒိန်း100အထိငါရခါရတဲ့အထိအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်အခုလိုမျိုးဝေဖန်မှုတွေကိုကြိုးမဆိုင်ပဲနောက်ထပ်လည်း Miss မြန်မာတယောက်အနေနဲ့အနုပညာလောကတဲကိုပြန်လည်ဝင်ရောက်လာဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ခင်နာဆိုရပလင်းပြီးတော့ပျော်နေတတ်တဲ့ဇာတ်ကြောင့်ဗိတ်တက်တွေကဓမ္မကိုရှစ်ခင်အားပေးနေကြတာပါ။အခုတတူကိစ္စမှာလည်းအမြင်မလွဲကြဖို့နဲ့ဒါကအနုပညာကိုစားပြုတဲ့မိုက်ပုံစံတာဖြစ်တဲ့ဆိုပြီးထလောင်းအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒီတော့ဗိတ်တက်ကြီးအနုပညာရှင်တယောက်ရဲ့ဝါဒနာနဲ့အမှားတရားတွေကိုလေးစားပေးချဖို့တိုက်တွန်းရင်းခင်နာဆိုရဲ့အနုပညာလှူရှာမှုတွေကိုဆက်လက်အားပေးကြပါအောင်နော်905နဲ့အမှုဖွင့်အရေးယူခြင်းခံလာရတဲ့ဂျပန်ရောက်မြန်မာများဗိတ္တကြီးရဲ့အဆိုတော်ကောင်းကောင်းရဲ့စနစ်ကတော့မြန်မာပြည်ကနေဂျပန်နိုင်ငံကိုအလုပ်သွားလုပ်တဲ့သူတွေအတွက်အခက်အခဲဖြစ်သွားခဲ့ပါတယ်အဆိုတော်ကောင်းကောင်းဟာဂျပန်နိုင်ငံအိုဆာကာမှာရှိနေစဉ်ဂျပန်ရောက်မြန်မာတွေကိုရှိုးဝဲပြုလုပ်ခဲ့တာဖြစ်ပါတယ်အရှိုးဝဲတရှင်ဆိုပြီးမကြခင်ပါပဲတရှင်ပြီးတော့ရှင်ကဘာမကြေဘူးတရှင်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်အစိုးရဟာဂျပန်ရောက်မြန်မာတွေအားလုံးကိုမြန်မာပြည်ပြန်လာရင်ဖမ်းဆီးအရေးယူမယ်လို့ဆိုခဲ့ပါတယ်။ဂျပန်ရောက်ပြည်သူတွေအားလုံးဆိုပြီးခြုံငုံပြောပြမယ်လေ။အိုဆာကာရှိုးပွဲကိုတွားကြတဲ့သူတွေကိုပဲအပြစ်မတင်ပဲဂျပန်ရောက်မြန်မာအားလုံးဆိုပြီးခေါင်းစဉ်တက်ခဲ့တာပါ။အားလုံးကို905နဲ့အမှုဖွင့်ခဲ့ပြီးအရေးယူမယ်လို့ဆိုပါတယ်။နောက်ပြီးယခုနိုင်ငံတော်သမ္မတကြီးကိုလည်းဆဲဆိုခဲ့ကြပြီးဆဲဆိုတဲ့သူတွေအများများလုံးတာကြောင့်ယခုလိုအမှုဖွင့်လိုက်တာဖြစ်ပါတယ်။ဒီတဲ့င်းကိုဂျပန်ရုံးမြန်မာတွေအားလုံးသိသွားကြပြီးဂျပန်တန်ယုံကလည်းစာထုတ်ခဲ့တယ်လို့ဆိုပါတယ်။ဂျပန်ပြည်သူတွေကလည်းမြန်မာတွေကိုမဖိနှိပ်ဖို့နဲ့မလိုတဲ့သူမျိုးအားမပေးတာလို့ဆိုပါဒီလိုထောက်ခံနေဆိုပြီးကောက်ွယ်ပေးကြပါတယ်။ဒီတော့ဗိတ္တကြီးရေဂျပန်ရောက်မြန်မာတွေကတော့မြန်မာပြည်ပြန်ရောက်ရင်တော့တရားရင်ဆိုင်ကြရတော့မှာပါနော်။အဆိုတော်တွေကဒါစားတောက်ဖို့ပူလောင်ပြီးမြဲဂျပန်ရောက်ပြည်သူတွေကတော့အခက်အခဲတစ်ခုဖြစ်သွားနိုင်ပါတယ်နော်။မှတ်ချက်လေးတွေကိုပြပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်။